ကျွန်တော်ဝေးလာကြတဲ့နေပြောမှာကျွန်တော်မိသားစုနဲ့ခွဲခွာရရှိမယ်ကျွန်တော်အစိုးရကျွန်တော်တက်လို့အတွက်ခွဲခွာရတဲ့လူတွေရှိတယ်ဒါပေမဲ့ဖျားတဲ့ကကျွန်တော်တက်လုံးထောင်လာမခွဲတဲ့ဖျားဖြစ်တယ်ဘယ်တော့မှမခွဲတဲ့ကြောင့်မို့သူ့ခေါ်ပါကျွန်တော်ဘေးမှာရှိတယ်ကျွန်တော်ဘေးမှာရှိတဲ့ဖျားတဲ့ကြောင့်မို့ကျွန်တော်မိသားစုတွေကျွန်တော်တယောက်ကျွန်တော်တကယ်ချင်းမိတ်ဆွေတွေတယောက်ခွဲခွာနေတယ်ဒါလည်းသူဘယ်တော့မှမခွဲပါကျွန်တော်ကထာဝရရှိတဲ့ဖျားဖြစ်တယ်ဆိုတဲ့ကြောင့်မို့ခေါ်ကြည့်ပါတကယ်ထူးတဲ့ဖျားဖြစ်ပါတယ်ဆိုတော့တကယ်ဖျားရှင်အရင်ကျေးဇူးတင်တယ်ပေါ့နော်ဒါပေမဲ့ဒီအခုကတိတ်ကဆောင်းဆိုတဲ့ချင်းလေးနဲ့ဒါကတော့ Christmas ချင်းလေးပေါ့နော်ဒီချင်းလေးကဘာလို့ဆက်ချင်လဲ